Okay အားလုံးမင်္ဂလာပါကျွန်တော်တို့အခု helping verb ကောင်းစရာအထက်ကကျွန်တော်တို့ has plus verb 3အတွဲနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ပုံစံလေးလေ့လာကြည့်အောင်နော်ဆိုတော့ဒီနေ့သွားမယ်အကြောင်းအရာလေးကတော့ has plus verb 3ပါတဲ့ဝါကျတွေကို positive style negative style question style အဲ့ဒီပုံစံ၃မျိုးနဲ့ကျွန်တော်တို့လေ့လာကြမှာဖြစ်ပါတယ်ဆိုတော့ရှေ့သင်ခန်းစာကိုသိချာကြည့်ခဲ့မယ်ဆိုရင်အခုဒီသင်ခန်းစာကဘာမှခက်ခဲတော့တဲ့အရာမဟုတ်ပါဘူးခင်ကျွန်တော်စားလိုက်အောင်နော်ဟုတ်ပြီဒီ table လေးကိုကြည့်လိုက်ပါကျွန်တော်တို့ပထမဆုံးဒီကပုံစံလေးပေါ့နော် have but to have plus but 3ဒါကတော့ကျွန်တော်ပြန်ပြီးပြောပါဦးမယ်ဒီမှာလာ verb form အတွဲလေးကိုပဲကူလာပြုနေပါတယ်present perfect past perfect advice passive ဆိုတဲ့ဘောဓာတ်တွေမပါသေးပါဘူးဒီလိုပုံစံလေးမြင်ရင်ဟလာဒီလိုအတွဲပုံစံလေးမြင်နေဆိုလို့ရှိရင်ကျွန်တော်တို့က negative statement question တွေအတွက်အခုသွားမယ့်နည်းလမ်းနဲ့လုပ်လို့ရတယ်ဆိုတော့သိဦးတက်ပါဖြစ်ပါတယ်ဆိုတော့ verb to have plus verb 3အောက်မှာကျွန်တော်တို့ကြည့်အောင် verb to have သုံးလုံးဖြစ်တဲ့ has have had အဲ့ဒီကောင်လေးနဲ့ past participle verb 3တွေနဲ့တွဲတဲ့အတွဲလေးเนาะအမြင်မှာဖြစ်တယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ positive statement ကိုကြည့်အောင်เนาะ positive statement မှာဆိုလို့ရှိရင်ဟလာ has plus verb 3အတွက် positive ပုံစံလေးက subject has verb 3ယူရှင်းပါတယ် negative statement ကိုကြည့်မယ် negative statement ဆိုတော့အငင်းတိတ်ပဲလုံးမှာဆိုတော့ဒါ not ထဲမှာပေါ့เนาะဆိုတော့ရှေ့ရသင်ခန်းစာမှာပြောခဲ့သလိုပဲ verb to have ဖြစ်တဲ့ HSS နဲ့သူနောက်က verb 3ဖြစ်တဲ့ main verb 2ရဲ့ဂျာ verb to have ဖြစ်အနောက်မှာ no ကိုထည့်ပေးလိုက်ခြင်းအဖြစ်ကျွန်တော်တို့ negative statement ရတော့မှာဖြစ်ပါတယ်ဘာမှခဲနေမှာမဟုတ်ဘူးနော် verb to have လေးရှားတယ်ပေါ့ပဲဆိုတော့ subject has no verb 3လို့အဲ့လိုပုံစံလေးနဲ့ negative statement ဖြစ်သွားပါမယ်အဲ့တော့ question style ကိုထားလိုက်ကြည့်အောင် question style လေးလာကြည့်တဲ့အခါမှာကျွန်တော်တို့ positive statement လေးနဲ့တွဲပြီးတော့လေ့လာကြည့်ပြီးတော့ positive statement မှာ subject has ဆိုတဲ့အနေထားလေးအနေမှာ subject နဲ့ verb to have နဲ့ကိုရှင်းအောင် position ချိန်လိုက်တာပေါ့ဒီနေ့ပြ inverse လုပ်လိုက်တာပြောင်းပြန်လိုက်တယ်ပေါ့နော်ပြောင်းပြန်လိုက်တော့ HSS ကလေးက subject ရဲ့အရှိကိုရောက်သွားတဲ့သဘောပေါ့ဆိုတော့ has subject ဆိုမှဖြစ်သွားတယ်ဒီမှာ has subject verb 3ဟောဒီလို format ကလေးကလည်း positive question style လေးရသွားပြီဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်လေ့လာသူများအနေနဲ့ဘာထပ်ပြီးမလို့ negative question style လွယ်ပါတယ် negative question style နဲ့ negative statement လေးကို negative statement အပိုင်းကိုကြည့်လိုက်ပါ subject has ဆိုတဲ့ဟလာ position လေးဒီနှလုံးလေးပဲကျွန်တော်တို့ကဟလာ position change လေးမှာပဲ positive တုံးလို့သလိုပဲ verb to have လေးကို subject ရဲ့အရှိကိုပို့လိုက်ရင် has subject not verb 3ဆိုမှ negative question ပုံစံလေးမှာဖြစ်ပါတယ်ဆိုတော့ verb to have တဲ့အတိုင်းပါပဲဆိုတော့verb to have if we have plus verb 3တွဲလို့လိုက်ကြည့်အောင်သူကလည်း positive style မှာ subject have verb 3ဟုတ်ပြီ negative မှာစောစောလိုပဲ verb to have ဖြစ်နေမှာ not ထည့်ပေးလိုက်တာ ਨੇ ဟုတ်လား negative statement ရသွားမယ်ဆိုတော့ subject have not verb 3ဟုတ်ပြီ question ကြတော့စောစောအတိုင်းပဲစောစောအနေတိုင်းပဲเนาะဆိုတော့ verb to have နဲ့ subject နဲ့ position ချိန်လိုက်မယ် verb to have လေးက subject အရှိရောက်သွားမယ်ဆိုတော့ have subject verb 3ဆိုရင်ဒီကမြင်တဲ့အတိုင်း positive question လေးရမယ်ဆိုတော့ negative question ဆိုရင် negative statement လေးမှာပါတယ် subject နဲ့ verb to have ကို position ချိန်လိုက်ပေါ့ဆိုတော့ have subject not verb 3ဆိုမှ negative question ရလာမယ်။ Okay ဆိုတော့ HAT had plus verb 3သူပုံစံတော့ကရယူရှင်းပါတယ် positive statement နဲ့ဆိုရင် subject had verb 3ပုံစံသွားမယ်negative statement မှာဆိုလို့ရှိရင် subject had not verb 3ဟော not ရဲ့ position ကဟလာ verb to have ရဲ့နောက်မှာဝင်သွားတော့ပဲဖြစ်ပါတယ်ဘာမှခင်းနေဘူးဟုတ်ပြီဒါဆို positive question လေးကြည့်အောင် question style လေး had subject verb 3ဒါက positive question style not တော့မပါသေးဘူးဒါဆိုရင် not တော့ကဘယ်နာလေးမပါလာမလဲ negative question style ဆိုရင် negative statement ကိုပြောင်းလိုက်ပေါ့ had ကို subject ရှိပို့လေ had subject not verb 3ဒါဆိုရင် negative question style လေးကဒီနားမှာကျွန်တော်ရေးပြလိုက်မယ်နော် HAT had ပြီးတော့ subject ပြီးပါ not ပြီးတော့ verb 3 question mark ဒါပါပဲဘာမှခဲနေကိစ္စမဟုတ်ပါဘူးဆိုတော့ဒီမှာကျွန်တော်ထပ်ပြီးတော့ပြောပါဦးမယ်အခုသွားနေတာဒီအဓိပ္ပာယ်တွေနဲ့ writing တွေသွားနေတာမဟုတ်ပါဘူး not ကိုဘယ်လိုမှတ်အောင်ထည့်တင်တယ်လဲ
ပြီးတော့ question forming ကိုတိဆောက်တဲ့အခါမှာဘယ်လို position အပြောင်းလဲလုပ်တင်တယ်လဲဆိုတာကိုသိုံတက်မြတ်တာဖြစ်ပါတယ်ဟောဒါလေးတော့ကျွန်တော်ထပ်ပြီးတော့ပြောချင်ပါသေးတယ်နော် okay ဆိုတော့ example လေးတွေနဲ့ကျွန်တော်တို့ထပ်ပြီးတော့လေ့လာကြည့်အောင်နော်ဆိုတော့ example number 1 Bobo has been to Japan ဒီမှာ subject က Bobo verb တွဲလေးက has been has plus verb ဖြစ်ပါတယ်နေရာပြ direction ပြတွဲလေးကတော့ to Japan ဂျပန်လို့ဖြစ်ပါတယ်ဆိုတော့ဒီမှာ has plus verb တွေ့ရမယ်ဆိုတော့ Bobo ကဂျပန်ကိုရောက်ဖူးတယ်ဒါလေးက positive statement question ပုံစံလေးဖြစ်ပါတယ် positive ပုံစံလေးဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ကြောင်းထပ်ကြည့်အောင် Bobo has not been to Japan ဟောဒီမှာ not ကိုထည့်ထားတာတွေ့ရမယ်ဆိုတော့ရောက်ဘူးလေဆိုရက်အတိတ်ပဲလေးပါ not ပါလာတော့မရောက်ဘူးဆိုမှဖြစ်ပါမယ် Bobo ကဂျပန်ကိုမရောက်ဘူးပါဘူးတဲ့ဟုတ်ပြီ not ပုံစံကိုလိုက်ကြည့်အောင် positive question လေးပေါ့နော်ဒီဟာလေး has Bobo been to Japan ဟောဒီမှာသတိထားကြည့်ပါရှေ့တုန်းက subject Bobo နဲ့သူနောက်က verb to HSS နဲ့ position change လိုက်တော့သတိထားပေးပါဆိုတော့ has Bobo been to Japan Bobo ကဂျပန်ကိုရောက်ဖူးပါသလားတဲ့ဟုတ်ပြီ negative question style လေးတွေကြည့်ရအောင်ပထမတစ်ကြောင်း has Bobo not ဟော never ဆိုတာကတော့ not နေရာမှာသုံးလို့ရတယ်လို့ပြောချင်တာဖြစ်ပါတယ်ကြည့်ထားလိုက်ပါ has Bobo not been to Japan အတိတ်ပဲကတော့ Bobo ဟာဂျပန်ကိုမရောက်ဘူးလားလို့သိပေးရပါတယ်ဒါလေးကိုကျွန်တော်တို့နောက်ဟန်တစ်ခုနဲ့ရေးလို့ရပါတယ်ဘယ်လိုရေးမလဲဘယ်လိုရေးလို့ရတယ်လဲဆိုတော့ not not ကိုရှေ့က not not ကိုရှေ့က verb to have ဖြစ်တဲ့ HSS နဲ့တွဲပြီး short form ပေါ့နော် intonation ပေါ့အတူကပုံစံနဲ့ပေါင်းပြီးတော့ရေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စကားလုံးတစ်လုံးနဲ့အနေနဲ့ one word စကားလုံးတစ်လုံးနဲ့အနေနဲ့ဝတ်ကြိုက်ရှိပုံတစ်ခါတည်းတွဲခေါ်ပေါ်လို့ရပါတယ်ဒါကြောင့်မလို့ဟုတ်လားနောက်တစ်ဟန်နဲ့ negative question ကိုနောက်တစ်ခဏရေးလို့ရတာက hasn't Bobo been to Japan အတိတ်ပဲတော့တူတူပါပဲ Bobo ကဂျပန်ကိုမရောက်ဘူးလားလို့အတိတ်ပဲရပါတယ်ဆိုတော့ဒီနားလေးမှာကျွန်တော်ထပ်ပြောရမယ် has တလုံး not တလုံးတိကျတည်ခွဲနေတဲ့အချိန်မှာ question လုပ်ချင်ရှင်းဆုံးကို has တလုံးနဲ့ပဲပို့ပေးပါhas no တွဲမှာစကားလုံးတစ်လုံးနဲ့ဖန်တီးမယ်ဆိုရင် annotator ကိုတပါးတည်းခေါ်သွားပေးပါခေါ်သွားတဲ့အတွက်ကြောင့်လားဒီနောက်မှာဒီနားလေးမှာ annotator ဆိုတဲ့စကားလုံးလေးကထပ်ပြီးသုံးပြန်လို့နော်ကလေးတို့နဲ့တေချာကြည့်ပေးပါဟုတ်ပြီနောက် example number 2သွား example number 2ဟုတ်ပြီကြည့်အောင် example number 2ထားလိုက်ကြည့်မယ်ပထမတစ်ချောင်းကြည့်ပါ the woman have washed the clothes subject of the woman verb တွဲလေး have washed has a verb 3 object of the clothesဆိုတော့ subject verb object ဟုတ်ပြီဆိုတော့ဒီဝတ်ကြလေးကြည့်မယ်ဆိုရင်positive time ဖြစ်နေမယ်အပြုသူဘဝကြလေးပေါ့နော် positive time ဆိုတော့မိမကြီးတွေဟာဝက်စားတွေကိုရှော့ဖွက်ပြီးပြီတဲ့ဒါလေးကို negative time ရေးတော့ not ထင်မှာပေါ့ဟုတ်ပြီဒုတိယအကြောင်းကြည့်လိုက်ပါ the women have not washed the clothes ဒီမှာ no ဝင်လာတယ် no ဘယ်နားမှာဝင်သွားတော့လဲအပေါ်တရားမှာဆိုခဲ့တယ် verb to have ဖြစ်နေမှာဝင်ပါတယ်ဆိုတော့ the women have not washed the clothes အတိတ်ပြောင်းသွားမယ်မြို့သမီးကြီးတွေကဝက်စားတွေကိုရှော့ဖွက်လို့မပြီးသေးဘူးလို့ဒီလိုဖွက်သွားတယ်ဟုတ်ပြီနောက်တစ်ကြောင်း positive question style လေးကြည့်အောင် have the women washed the clothes verb to have က subject အရှိရောက်သွားတယ်ပြီးမှ subject လာတယ်ပြီးမှ verb 3လိုက်သွားတယ်ဆိုတော့အတိတ်ပဲကတော့အမျိုးသမီးတွေဟာအဝတ်အစားတွေကိုရှော့ပြီးပြီလားဟုတ်ပြီဒါလေးကို negative style နဲ့ပထမတစ်ကြောင်းလေးလာကြည့်အောင် have the women not washed the clothes ဒီအကြောင်းလေးနဲ့တွဲပြီးတော့ကြည့်လိုက်ပါ verb to have လေးက subject အရှိရောက်ပါမယ် no ကတော့တလုံးကြီးခွဲထားပြီးတော့တကြောင်နောက်မှတိုက်ချင်နေကြမယ်ဆိုတော့အတိတ်ပဲကအမျိုးသမီးကြီးတွေကဝက်စားတွေကိုရှော့ဖွက်လို့မပြီးသေးဘူးလားလို့တိတ်ပဲအဲ့ဒါကိုနောက်ဟန်တစ်ခုနဲ့ရေးချင်ရင်စောစောက example number 1မှာတော့ကလိုပဲဟုတ်လား verb to have နဲ့ not နဲ့တွဲပြီးတော့စကားလုံးတစ်လုံးနဲ့ haven't ဒီမှာတွေ့ရမယ်ဆိုတော့ခေါ်ထုတ်သွားမယ်ဆိုရင် not ကနောက်မှာဒီနားမှာပြန်ပြီးတော့ not ကလေးကိုရေးတရားမလိုတော့ပါဘူးဟုတ်ပြီဆိုတော့ဒါဆိုရင်နောက်တဲ့ negative question style လေးက haven't the woman washed the clothes အတိတ်ပဲကအပေါ်ကအကြောင်းနဲ့ဒီအခုအကြောင်းနဲ့အတူတူပါပဲเนาะမြို့သမီးကြီးတဲ့ဝက်စားတွေကိုရှော့ဖွက်လို့မပြီးသေးဘူးလားဆိုတဲ့အတိတ်ပဲထွက်ပါတယ်ဆိုတော့ဒီမှာကျွန်တော်စာကြောင်းတစ်ကြောင်းကို positive negative
positive question negative question ဆိုမှ style လေးမျိုးနဲ့ဟုတ်လားရေးပြသွားတာကိုအားလုံးတွေ့ရမြင်မှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ် number 3 ထပ်ကြည့်အောင်ဗျာ number 3 okay number 3ပထမတစ်ကြောင်း Susu has swept the floor one I saw ဒီမှာ main clause နဲ့ one clause လေးပေးထားတယ်နော်ဆိုတော့ကျွန်တော်အခု main clause တွေပဲကြည့်အောင် Susu subject had swept the floor object နောက်က adverbial clause ကိုထားလိုက်တော့ဒီ point မှာကျွန်တော် main clause တွေကဒီ had swept ဆိုတဲ့အတွေ့အလေးကိုကြည့်ကြတယ်ဆိုတော့ပုံစံလေးက had plus verb ပုံစံပေါင်းနေတယ်ဆိုတော့no လေးမပါသေးဘူးဆိုတော့ positive sign ပေါ့နော်ဒီ positive sign ရဲ့အဓိပ္ပာယ်ဖွင့်ရ when I reached home ငါအိမ်ကိုရောက်တဲ့အချိန်မှာ Susu had swept the floor Susu ကတမစ်ကြမ်းပြင်တမစ်စီလဲပြီးတမစ်စီတင်ပြီးတဲ့ဒါက positive sign ပေါ့နော်ဟုတ်ပြီ negative sign လေးကိုထားလိုက်ကြည့်ရ Susu had not swept the floor when I reached home ငါအိမ်ပြောင်းတဲ့အချိန်မှာ Susu ကကြမ်းပြင်တမစ်စီလဲလို့မပြီးသေးဘူးလေမ not ဝင်တော့တာအပေါ်ကဇေယျမှာပြထားခဲ့သလိုပါပဲ had no had ချင်တော့ဝင်ပါတယ် had not swept okay now positive question လေးလာကြည့်ရ had Susu swept the floor when I reached home ငါရောက်တဲ့ချိန်မှာဆိုတော့ဒီနားလေးမှာကျွန်တော်နည်းနည်းလေးဆန္ဒဆော်သွားတယ်နော်ဟုတ်အိုင်နီယာလေးမှာယူလေးချင်းပို့လာမှာပေါ့နော်အသေးပဲလေဒီမှာမှားတာတော့မဟုတ်ပါဘူးအဓိကကျွန်တော်က question string ပြောင်းပုံလေးကိုသိသိချင်တာဖြစ်ပါတယ်ဆိုတော့ငါအိမ်ကိုရောက်တဲ့အချိန်မှာစုစုကကြမ်းပြင်ကိုသမစ်စီတင်ပြီးပြီလားတဲ့ positive question string ဖြစ်ပါတယ် positive question ဟုတ်ပြီနောက်တစ်ကြောင်းhad Susu not swept the floor when I reached home ငါအိမ်ပြန်ရောက်တဲ့အချိန်မှာစုစုကကြမ်းပြင်ကိုသမစ်စီလဲလို့မပြီးသေးဘူးလားဒါ negative question ဖြစ်ပါတယ် negative question ဟုတ်ပြီသူနဲ့အတိတ်ပဲအတူတူနောက်တစ်ကြောင်းကြည့်အောင် had it အပေါ်က example number 1နဲ့2လုံးကလိုပါပဲ had had နဲ့ not not ကိုဟုတ်လား short form အတူကောက်ပုံစံနဲ့သကလုံးတစ်လုံးနဲ့ဖြစ်ပေါင်းပြီးသွားတဲ့ကြောင့် not not ဟာထပ်ပြီးပါလာတော့မဟုတ်ပါဘူး subject တော့မထပ်ပြီးပါလာတော့မဟုတ်ဘူးဒီနားလေးမှာပြန်ပြီးပါလာတော့မဟုတ်ဘူးเนาะဆိုတော့ had Susu swept the floor when I reached home အတိတ်ပဲအတူတူပါပဲ negative question ပဲဖြစ်ပဲအတိတ်ပဲကငါရင်ဖွဲ့ချင်မှာSusuကကြမ်းမြင်သမီးစီလဲလို့မပြီးသေးဘူးလားလို့ဆိုတဲ့အတိတ်ပဲထွက်တာဆိုတော့ဒီပေးခုပေးထားတဲ့ဟုတ်လားဇယားလေးရဲ့အောက်မှာပေးထားတဲ့ဥပမာလေးတွေရဲ့ကိုတွဲပြီးတော့လေ့လာကြည့်မယ်ဆိုလို့ရှိရင်เนาะအဲ့တော့ has a plus verb 3ပါတဲ့ sentence တွေကို positive negative question အပြန်ပြန်လန်ဖလှယ်ပြီးပြောင်းတတ်မယ်လို့ဟုတ်လားယူဆပါတယ်เนาะအဲ့တော့ခုဘာသာကိုဟုတ်လား positive statement လေးရေးပြီးတော့ negative positive question negative question အဲ့လိုလုပ်ကြည့်ပါဒါမှမဟုတ် negative statement လေးတွေ့ခဲ့ရင်လည်း negative statement လေး positive statement ပြောင်းတာမျိုးเนาะ negative question positive question ပြောင်းတာမျိုးလုပ်ကြည့်ပါအဲ့တော့များများလုပ်ကြည့်လေးကိုအတွက်ဟုတ်လားအကျိုးရှိလေးပါပဲเนาะအဲ့တော့ okay ဒီနေ့သင်ခဲ့တာဒီလောက်ပါပဲအားလုံးဟုတ်လားကိုယ်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ